ကုမ္ပဏီဘက်ကကြည့်လေElliot လို့ပေါ့နော်ပတ်စံနေတန်ပေါင်းများစွာပေါ့နော်ဆုံးရှုံးသွားပြီလေဒါနဲ့သူ့ကိုကုမ္ပဏီကနေထုတ်ပြလိုက်အောင်ဗျာအလုံးမှာအဆင်မပြေလို့အိမ်မှာ okay တလားဆိုတော့လေပိုတော့ဆိုးနေသေးတယ်တရလုံးဆိုဖာပေါ်မှာထိုင်ပြီးတော့ပေါ့နော် TV ကလာတဲ့မိသားစုပြိုင်ပွဲတွေဝယ်ထိုင်ကြည့်နေတယ်ပေါ့နော်ဘာမှမလုပ်တော့တာသူသားရဲ့ကြောင်းဘောလုံးပွဲတွေကိုတော့သူလုံးဝသွားမကြည့်ပြတော့ဘူးမိမကိုလည်းတပတ်မှာစကားတစ်ခွန်းအောင်မှပြည့်အောင်မပြောဘူးဒီတော့မိမနဲ့ရန်ဖြစ်ကြအောင်ဗျာရန်ဖြစ်တယ်လို့ပြောရမှာတော့မှတော်တော်ခက်တယ်ပေါ့နော်ရန်ဖြစ်တယ်ဆိုတာနှစ်ဖက်စလုံးကစိတ်ဆိုးနေလို့ဖြစ်လို့ရတာလေအခုကသူမိမတယောက်တည်းကပဲဝူးဝါးတွေဖြစ်နေတာဗျာElliot ကအဲ့ဒါကိုသူကမတုံမလှုပ်ဘဲနဲ့သူကထိုင်ကြည့်နေနိုင်တယ်ပေါ့နော်အချိန်ကြီးပူကောင်းတော့အောင်သူပြင်ဆင်ဖို့စိတ်ကူးကလည်းတစ်စက်မှမရှိဘူးသူ့ကဘာထဲမှာဗျာသူတယောက်တည်းဆက်နေတယ်ဗျာဒီလိုနဲ့သူမိမဘက်ကလည်းဘလို့မှတီးမခံနိုင်တော့ဘဲနဲ့သူ့ကွာရှင်းတော့Elliot ခေါင်းထဲကဗျာအချစ်ကိုထုတ်လိုက်တာအချစ်တွေပါအကုန်ပါသွားပြီလို့သူမိမတတ်မှတ်လိုက်တယ်ဗျာအသေးနှလုံးမရှိတော့တဲ့သူဆိုပြီးတော့လုံးဝဆုံးဖြတ်လိုက်တယ်ကလေးတွေပါခေါ်ပြီးတော့တခါတည်းအိမ်ကနေထွက်သွားတယ်ပေါ့နော်အဲ့နဲ့Elliot တယောက်တည်းကြံခဲ့တယ်ပေါ့ဗျာသူကအပေခံမုန်းခံပြီးတဲ့နောက်မှာElliot တယောက်တည်းသူကဘာလို့လို့မှမသိဘဲနဲ့လုပ်ငန်းတစ်ခုပြန်စဖို့ကြိုးစားတယ်ဒါပေမဲ့သူဘာမှအဆင်မပြေဘူးလူလိန်တယောက်နဲ့တွေ့ပြီးတော့သူစုထားတယ်ပေါ့နော်ငွေတော်တော်များများလဲပါသွားတယ်ဗျအဲ့ဒီနောက်သူပိုင်းလုံးမတယောက်နဲ့ထပ်တွေ့တယ်ပေါ့နော်အဲ့ဒီမိန်းမနဲ့သူလက်ထပ်လိုက်တယ်နောက်တစ်နှစ်လောက်ကြာတော့အဲ့မိန်းမသူ့ပိုင်ဆိုင်မှုရဲ့တဝက်ကိုယူပြီးတော့သူ့ကိုခွာရှင်းလိုက်အောင်ဒါနဲ့Elliotလည်းရှိတာလေးတွေကိုသူချိုးကြံစားတောက်ပြီးတော့ပေါ့နော်အခန်းငှားနေရတဲ့ဘဝအထိကိုသူရောက်သွားတယ်ဗျငှားတဲ့အခန်းတွေကလည်းကြာလီသေးတာနောက်ဆုံးသူအခန်းကားတော့မှသူမတက်နိုင်တော့ဘဲမငှားနိုင်တော့ဘဲနဲ့နောက်ဆုံးလမ်းမပေါ်မှာနေရတဲ့ဘဝအထိကိုရောက်သွားတယ်ဗျအဲ့ဒါနဲ့ElliotအကူကElliotကိုအိမ်ပေါ်ခေါ်တင်ထားလိုက်တယ်ပေါ့နော်မိသားစုတွေတငယ်ချင်းတွေကတော့Elliotအဖြစ်ကိုငေးကြည့်နေအကုန်လုံးတုံလုံးနေကြတာပေါ့ဘာဖြစ်လို့ဖြစ်မှမသိဘူးလေနော်နေချင်းညချင်းဘောပြတ်သွားတာဗျစဉ်းစားကြည့်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဗျာဘာကြောင့်လဲဆိုတော့လေဘယ်သူမှအဖြေမရှာနိုင်ကြဘူးElliotတခုစိတ်ထဲမှာပေါ့နော်တခုခုပြောင်းသွားတာတော့စိတ်ပြောင်းသွားတာတော့တည်ကြတယ်ဗျာခေါင်းကိုက်တဲ့ကိစ္စကနေစပြီးတော့သူကဘဝပြတ်တဲ့အထိဘလို့များဖြစ်သွားတာလဲပေါ့နော်ဘာတွေပြောင်းလဲသွားတာလဲပေါ့ဒါလည်းစဉ်းစားကြပါလေဗျာဟုတ်တယ်မလားElliotအကူကဆရာဝန်တွေတယောက်ပြီးတယောက်နဲ့သူကလိုက်ပြရတယ်သူ့စစ်ပေးပါအောင်ပေါ့နော်သူကလူကောင်းလို့ထင်ရပေမဲ့တခုခုတော့မှားနေတာတည်ကြတယ်ပေါ့ဟုတ်တယ်လေဗျာဒီလောက်ထိအကောင်းကြီးပကတိရနဲ့လုံးဝဘဝပြတ်လောက်တဲ့အထိကိုသူဖြစ်သွားတာအဲ့ဒါနဲ့အဲ့လိုမျိုးသူကဆရာဝန်တွေကိုတောင်းဆိုတယ်ပေါ့နော်တွေ့သမျှဆရာဝန်တွေကိုသူကတောင်းပန်တယ်ဆရာဝန်တွေကလည်းဆရာဝန်လုပ်ကိုလုပ်တယ်ဗျာစစ်ဆရာရှိရာစစ်တယ်ရလက်တွေထပ်ထွက်လာတယ်ပုံမှန်မဟုတ်တာလဲဘာဆိုဘာမှမတွေ့ရဘူးညင်စစ်တော့လဲသူပုံမှန်ပဲတွေးခေါ်တာတွေကလည်းပုံမှန်ပဲမှညံလည်းကောင်းတယ်သူလုပ်ခဲ့တဲ့အမားတွေတော့သူကတေးချာပိုင်းခြားဆုံးဖြတ်နိုင်သေးတယ်ဗျာစိတ်ကြယောဂလည်းသူမှမတွေ့ဘူးဟာတာလေးတော့သူကရောနှုတ်ပြီးတော့ပြောတတ်သေးတယ်ပေါ့နော်စိတ်ကြယောဂဖြစ်ဖို့မပြောနဲ့ဒီလောက်အခြေအနေတွေကကတောင်းကတင်းဖြစ်နေတာတော့မှစိတ်တကြတဲ့အရေးအောင်လေးတော့သူမှမတွေ့ရဘူးမှုန်တိုင်းထဲမှာလုံးဝတရားထိုင်နေတဲ့သူတယောက်လိုပဲငြိမ်သက်နေတာပဲဗျElliotကိုကတော့ဒါကိုလက်မခံဘူးတခုတော့မှားနေတာသိကြတယ်ဗျElliotစိတ်ထဲမှာတခုပျောက်သွားတာသိကြတယ်လို့သူကခံယူထားတယ်နောက်ဆုံးမှသူနာမည်ကြီးပေါ့နော်အာယုံကျော်ဆိုင်ရာသိပ္ပံပညာရှင်တူဖြစ်တဲ့အန်တိုနီယိုဒါမစီယိုဆိုတဲ့ပုဂ္ဂိုလ်နဲ့တွေ့လိုက်တယ်စချင်းတော့ဒါမစီကိုလည်းသူများတွေစမ်းသပ်ခဲ့တဲ့နည်းတွေနဲ့စမ်းတယ်မှတ်ညက်ပိုင်းဆိုင်ရာတုံ့ပြန်မှုပိုင်းဆိုင်ရာပေါ့နော်ဉာဏ်ပိုင်းဆိုင်ရာနောက်ပြီးတော့ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာပေါ့နော်စမ်းသပ်ချက်တွေပေါ့နော်အစုံပဲအစုံပါပဲသူဒီစစ်သမျှကိုအဲ့လိုစစ်သမျှကိုလည်းသူကElliotကအေးစိအောင်သွားတာပဲအဲ့ဒီမှာဒါမစီကသူများတွေမလုပ်ဘူးတဲ့စမ်းသပ်မှုတစ်ခုကိုသူကစပြီးတော့လုပ်ကြည့်တယ်Elliotနဲ့သူတေချာစကားပြောကြည့်ရဗျစကားပြောတယ်ဆိုတာသူကအပေါ်ယံမေးမြန်းရုံလောက်ပဲမဟုတ်နော်အချိန်ယူပြီးတော့သူကအေးစစ်စစ်ဆွေးနေတာElliotလုပ်ခဲ့သမျှတွေဒီကောင်းတာတွေမကောင်းတာတွေနောက်ပြီးတော့နောင်တာတွေဝမ်းနည်းမှုတွေသူကဓာတ်တွေကိုတေချာမေးကြည့်တယ်အလုပ်ဘလို့ပြုတ်သွားတာလဲနောက်ပြီးတော့ပတ်စံတွေဘလို့ကုန်သွားတာလဲမိသားစုရောဘလို့မျိုးဆုံးရှုံးလိုက်ရတယ်လဲပေါ့နော်ဘာကြောင့်အဲ့လိုမျိုးအဲ့ဒါတွေအကုန်လုံးဆုံးရှုံးလိုက်ရတဲ့အထိဒီလိုမျိုးဆုံးဖြတ်ချက်တွေချခဲ့တာလဲ
ဘာကြောင့်အဲ့လိုမျိုးစဉ်းစားခဲ့တာလဲပေါ့နော်ဘာကြောင့်ဒီလိုမျိုးမစဉ်းစားခဲ့တယ်လဲသူဆုံးဖြတ်ခဲ့တာတွေကိုအဲလီယက်ကပြန်ပြောနိုင်တယ်ဒါပေမဲ့ဘာကြောင့်ဒီလိုတွေဆုံးဖြတ်ခဲ့တယ်လဲဆိုတာတော့သူလုံးဝရှင်းမပြနိုင်ဘူးဖြစ်ပျက်ခဲ့တဲ့အချက်လက်တွေနေရာတွေအချိန်တွေကိုအသေးစိတ်ရှင်းပြနိုင်ပေမဲ့ဆုံးဖြတ်ခဲ့တဲ့ဒီအကြောင်းရင်းကိုတော့သူလုံးဝမဖြေနိုင်ဘူးဗျာဘာဖြစ်လို့အစည်းအဝေးမတက်ဘဲနဲ့စတာပလာသွားဝင်နေကြတာလဲပေါ့နော်သူသားကျောင်းပေါ်လုံးပွဲကိုမသွားဘဲနဲ့အိမ်မှာဘာဖြစ်လို့ DB ထိုင်ကြည့်နေတာဘာဖြစ်လို့လဲပေါ့နော်ဒီလိုမေးခွန်းတွေကိုအဲလီကလုံးဝမဖြေနိုင်ဘူးတိတက်ပိုဆိုတာမဖြေနိုင်တော့လဲသူကတစ်စက်ကလေးမှဝမ်းနေတယ်ကိုမပေါ့ဂရုကိုမဆိုင်တာဗျာအဲလီယာဆိုတဲ့လူကဗျာသူ့ရဲ့အသုံးမကျတဲ့ဆုံးဖြတ်ချက်တွေကြောင့်သူ့မှာရှိသမျှအကုန်လုံးကိုဆုံးရှုံးလိုက်ရတဲ့သူကိုလုံးဝမထိန်နိုင်တဲ့သူဗျာသူဘဝပြက်နေတာကိုလည်းသူကိုယ်တိုင်သိတယ်ဒါပေမဲ့ကိုမုန်းတဲ့ပုံတစ်စက်ကလေးမှသူမပြဘူးနောက်အလုံးဝမရအောင်နော်ရှက်တဲ့ပုံလည်းမတွေ့ရအောင်သူ့လောက်အခြေအနေဆိုးတဲ့သူတွေတော်တော်များများဗျာသူကိုလုံးတက်တည်ကုန်ကြပြီဒါပေမဲ့အဲလီယက်ကတော့လုံးဝမတုံမလုပ်ပဲအဲ့ဒီမှာဒါမစီရင်ခေါင်းတော့အတွေးတစ်ခုစပြီးဝင်လာတယ်ပေါ့နော်ရှေ့ကဆရာဝန်တွေစိတ်ပညာရှင်တွေအားလုံးကအဲလီယက်ရဲ့ဒီစဉ်းစားဆင်ခြင်နိုင်စွမ်းကိုအသေးအတန်စစ်ဆေးခဲ့ကြတယ်ခံစားချက်ဆိုတဲ့ຢာတွေကိုဗျာဘယ်သူမှအဖက်လုပ်ပြီးတော့သူတို့ကမစစ်ဆေးခဲ့ကြဘူးကျိုးချောင်းဆင်ခြင်တွေးခေါ်နိုင်တဲ့နေကိုလည်းနီးမျိုးစုံသုံးပြီးတော့သူတို့ကစစ်နေကြတာဗျာခံစားနိုင်စွမ်းသူတို့မေ့နေကြတယ်တွေးခေါ်နိုင်စွမ်းကိုပဲသူတို့ဒီနီးမျိုးစုံသုံးပြီးစစ်တာပေါ့နော်ခံစားမှုကိုတိုင်းတာတဲ့နီးလန်းရယ်လို့လည်းမမရဲမရှိသေးဘူးဗျာဒါမှစီကတော့သူ့တပည့်တွေကိုသူကစိတ်ချောက်စားစရာပေါ့နော်စိတ်ပြက်စရာကောင်းတဲ့ဓာတ်ပုံတွေကိုသူကယူလာခိုင်းတယ်မီးလောင်ပြီးတော့တည်တဲ့လူတွေဓာတ်ပုံတွေပေါ့နော်လူတက်မှုဓာတ်ပုံတွေစစ်ဘေးတင်ထားတဲ့မျိုးပြက်တွေရဲ့ပုံတွေငတ်ပြက်နေတဲ့ကလေးတွေစသဖြင့်ပေါ့နော်အဲ့ဒီဓာတ်ပုံတွေကိုအဲလီယက်ကိုသူတပုံချင်းပြကြည့်တယ်ဗျဓာတ်ပုံတွေကိုကြည့်ပြီးတော့အဲလီယက်စိတ်ထဲမှာဘာမှမခံစားအောင်